ဆွဲချာပြီးတော့ပြီးတော့လည်းလုံးဝအတွေ့အကြုံတွေဆက်ပြီးရှိတယ် အဲတော့ဒီတော့ workshop နဲ့အတမွေးရဆိုလို့ရှိရင်တော့မတိုင်းတော့ပြနေတယ်အဲ့တော့သူကတကယ် professional ပြီးသားလာလို့ရှိရင် professional တွေကတော့ marketing နဲ့ဆိုတော့ရောင်းဝယ်ပြီးတော့ဆိုလို့ဆိုရင် customer ကိုဒီဟာဒီသေးပဲလို့ပြောတယ်အဲ့ဒါပဲသူကဒီဟာကို shop ပေးပြီးတော့ကိုယ်ကနေယူလိုက်တယ်လွယ်တော့အရက်ထားပွဲသားညီလို့ဆရာညီလေးဘာပြောလိုက်တော့ဒါဒီ workshop ကိုပါဒီနေ့အဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင် professional way တိုင်းသွားဆိုလို့ရှိရင် professional way ကိုချိန်တယ်လို့ရှိတယ်မဲ့ချိန်တဲ့လူတွေမှာချိန်ပြီးတော့သုံးနိုင်တယ်ရှိတယ်ချိန်ပြီးတော့သုံးရင်လည်းမဖြစ်နေတာမှပုံစံသုံးနိုင်တဲ့နေထားမျိုးလည်းရှိတယ်ဒါတော့အခုမြင်နေကြပါအဲ့တော့အဲ့လိုနေရာမျိုးမှာခေါင်းလုံးကကျန်တဲ့ wave တွေ tax တွေအဲ့ဒီနောက်ဖြစ်တဲ့အရာတွေမှန်တယ်ဒါကြီးလည်းပေးတော့ကောင်းပါတယ်ဒါပေမဲ့အဲ့ဒီပုံကြီးထိရောက်လွယ်ကူမြန်ဆန်တဲ့ initiative ပေါ့ bus initiative capital ဟိုမှာလုံးပြီးလိုက်အဲ့လုံးဆိုရဲမှာလည်းEV နဲ့ပတ်သက်တဲ့ product မှာ charging station ဝယ်မလားနော် battery cannibalize လုပ်မယ်ဒီဟိုအသွင်းတဲ့ဟာဝယ်မလားဟို battery cell တွေပြင်မယ်ဟို equipment တွေဝယ်မလားဟုတ်တယ်နော် infrastructure ကိုစောက်တယ်ဆိုလို့ရှိရင်ဒီပေါ်မှာဟို task ကဟိုဖြစ်မှာဒါမျိုးပေါ့ပြောလို့ဆိုရင်ဗာမဲစကူဘယ်လိုလဲအမျိုးကိုဘူးလာလို့ရှိတော့ပါအဲ့တော့ဒီကိုကလည်းလုပ်ငန်းတွေအလုံးလုပ်တဲ့လူတွေကဒီဝရှော့အနေနဲ့ပတ်တယ်ပုံမှန်ပြောတော့ပုံဒီကောင်ပြီးတော့ဒီလိုမျိုးဟိုဒီဆိုင်ဆန်တဲ့လူနဲ့ပုံခါတွေနဲ့ပုံမှန်လက်ပတ်လိုက်တယ်လုံးခုပဲကားပြင်တယ်လို့ပြင်တဲ့ခါကျတော့ပိုင်းတော့အပိုင်းပြီးတော့ဒီပြောလို့အခုကအင်ဂျင်နီယာဘောက်ပိုင်းကားနဲ့ပတ်သက်တာအကုန်လုပ်တယ်ဆိုတော့အခုကတကယ် electric နဲ့ပုံပြင်နဲ့ဟာအရေးနဲ့အားလုံးရှိတယ်အခုကစားဟိုင်နဲ့တွဲလို့တော့ဒီမှာပြတော့ရမှာပြတော့အဲ့ဒီကမှပြောတာဒီရတဲ့ပတ်နဲ့ငန်းဖူးပြီးပါပုံမှန် workshop ကတော့ညာတော့နေ brave နဲ့3နှစ်နဲ့နေတယ်ဘိုးဒီမှာတော့3နှစ်နဲ့တော့တည်းဒီမဲ့ကိုလေးမျိုးကြီးကိုကခိုင်းရခိုင်းကိုမှရှိတယ် capability ကို submit တဲ့ capacity ကိုများတယ်ဘယ်လိုလဲအဲ့လိုကားမဲ့ sport တွေနဲ့ဒါကအကောင့်တွေနဲ့ကိုရှာပြလိုက်ဆိုတော့ cash flow လေး jam ဖြစ်တော့ပေါ့နော်ဟုတ်ကိုကတိတိုင်ဘာမှ blind အကုန်လုံး 100% invest လုပ်လိုက်တယ်ကိုယ်နဲ့ cash flow jam ဖြစ်ပြီးတော့နောက်မှာဒါ 80% ညာရှိ reserve ကလည်းအခါပြောတယ် reserve အဲ့တော့ reserve တော့လည်းဆက်ဆွေးရကပ်ပြီးအောင်လေလုပ်ငန်းပို့ပြီးတော့လွယ်ကူမြန်ဆန်တာပေါ့လုပ်ငန်းလွယ်ကူမြန်ဆန်တော့ user အဲ့ user ကြီးတိုင်းရောက်တော့အဲ့ user ကြီးတိုင်းရောက်တော့မြောက်တော့ဒီ follow check လေးတွေဟို key point လေးတွေ SOP လေးတွေတော့ tip လေးတွေဒီမှာ license လုပ်လို့ရှိရင်ဘာကြီးဘယ်တော့လုပ်ပြီးသွားပြီလို့အမျိုးလေးတွေပေါ့ check and balance ရှိပို့လို့ဖြစ်အောင်မြန်တယ်မြန်တယ်လို့ဟုတ်ကဲ့ဟုတ်ကျွန်တော်နောက်ဆုံးလေးလို့ဟုတ်ကဲ့နောက်ဆုံး